Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026ဇူလိုင်လ24ရက်နေ့ဖြစ်ပါတယ်เนาะအဲ့တော့ကိုကြိုကြီးအရိယသစ္စာကိုနားလည်ဖို့အတွက်အခြေခံသဘောတရားတွေကိုရှင်းပြလာခဲ့တာဒီပထမဒီ935ကိုသိရပါတယ်နောက်တစ်ခါကျတော့ပုဂ္ဂိုလ်တ attva ဆိုတော့သိရပါတယ်ပြီးလို့ရှိရင်အနိစ္စ2မျိုးကိုသိရပါတယ်အခုခန္ဓာ5ပါးကိုသိရပါတယ်ခန္ဓာ5ပါးကိုဘလို့အနေထားနဲ့သိရလဲဆိုရင်အချင်းရာ17ပါးအနေနဲ့သိရပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့အရိယသစ္စာတွေကိုသိကျင်တယ်ဆိုရင်အရိယသစ္စာရဲ့အခြေခံသဘောတဘာဝတွေကိုနားမလည်လို့ရှိရင်တရားမနာအရိယသစ္စာတွေကိုမနာကြလို့ရှိရင်အရိယသစ္စာတရားဒီအာထုတ်ယုံနဲ့သိတဲ့တရားမဟုတ်ပါဘူးအာထုတ်ရင်လွယ်လွယ်မှားမှားတွေအာထုတ်တတ်ပါတယ်ကမ္မထာအာထုတ်ခြင်းဒီလွယ်လွယ်မှားမှားတွေဖြစ်တတ်ပါတယ်ဘာကြောင့်လဲလို့မေးလို့ရှိရင်အရိယသစ္စာကိုနာကြားထားခြင်းမရှိဘူးအရိယသစ္စာမှာမလိမ်ပါဘူးမကျွမ်းကျင်ဘူးဆိုရင်တရားအာထုတ်မှုဟာလုံးလုံးမရနိုင်တဲ့တရားတွေပါအရိယသစ္စာကဒါကြောင့်မလို့မြတ်စွာဘုရားကအချိန်ပေါင်းများစွာဟောတယ်အရိယာတို့ကိုဖူးမြင်ခြင်းအရိယာတရား၌လိမ်မာခြင်းအရိယာတရား၌ကျွမ်းကျင်ခြင်းအရိယာဝဏီ၌ယဉ်ကျေးခြင်းဆိုတဲ့အကြောင်းအရာကိုများစွာမြတ်စွာဘုရားကဟောတာပါအဲ့တော့အရိယာသစ္စာတရားသည်မနာကြားဘဲနဲ့တရားကိုနားမလည်ဘဲနဲ့ထိုးထွင်းမသိဘဲနဲ့အားထုတ်လို့ရရိုးထုံးစံမရှိပါဘူးအဲ့တော့ကမ္မထာတွေကိုအားထုတ်လိုက်လို့တရားရတယ်ဆိုခြင်းဒီမြတ်စွာဘုရားတရားလုံးလုံးမဟုတ်ပါဘူးအရိယသစ္စာကိုမသိဘဲနဲ့အားထုတ်နေသမျှကာလပတ်လုံးအရိယသစ္စာကိုမြင်ရိုးထုံးစံလည်းမရှိပါဘူး။ဒါကြောင့်မလို့မြတ်စွာဘုရားကအကြိမ်ပေါင်းများစွာအရိယတို့ကိုဖူးမြော်ခြင်းအရိယတို့ကိုချင်းကပ်ခြင်းအရိယတရား၌လိမ်မာခြင်းအရိယတရား၌ကျွမ်းကျင်ခြင်းအရိယနေဆက်ပြီးတော့မြတ်စွာဘုရားကအမြဲတမ်းဆုံးမလေးရှိတဲ့အဆုံးအမတွေစကားနားလေခြင်းစကားတစ်လုံးနားလေရတယ်။ပြီးတရားနားလေခြင်းတရားကိုနားလေရတယ်။နားလေပြီးထိုးထွင်းသိအောင်ကြံစည်ရတယ်။အဲ့ဒီလိုကြံစည်ပြီးအဲ့ဒီလိုသိပြီးတဲ့သကာလမှာအနောက်ကချစ်ကြံအားထုတ်မှုဆိုတော့လုပ်လို့ရတယ်။ဒါကြောင့်မလို့အရင်ဦးစွာစောက်တရားခြင်းဒီတီလာဖြစ်တယ်။တီလာတွေမရှိဘူးဆိုလို့ရှိရင်တရားကိုဘလောက်နားမလဲဘူး။ဒါကြောင့်မလို့ကိုကျော်ကြီးကတီလာကိုအရင်လုပ်ပါလို့ပြောတာ။တီလာဆိုတဲ့နေရာမှာလဲလူတွေနားလည်ထားလောက်တယ်တီလာလောက်နဲ့မရဘူး။အိတ်တာမစ္စတိယာတွေပါဖယ်ပြရတယ်။မိရင်ထဲမှာအိတ်တာမစ္စတိယာတွေရှိနေတယ်ဆိုရင်ဖယ်ပြလိုက်ရတယ်။ဖယ်ပြီးသွားလို့ရှိရင်အဲ့ဒီအကျင့်တီလာကိုဖြူစင်ဖြစ်အောင်စောက်တည်ရတယ်။စောက်တည်တဲ့အချိန်ကျမှဒီတရားတွေကိုနားလဲတယ်ဒီစကားတွေကိုနားလဲတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတွေကပညာရှိလို့သိနိုင်တဲ့တရားတွေလို့ပြောတာလူတွေအလက်ပါဇက်ကနေအလွယ်တကူပြောနေတဲ့ကမ္မထမ်းတွေဒီမြတ်စွာဘုရားရဲ့သာသနာနဲ့လားမအပ်ဆက်တဲ့ကမ္မထမ်းတွေတော်တော်များပါတယ်ကမ္မထမ်းအားထုတ်လို့တရားရယူထုံးစံမြတ်စွာဘုရားရဲ့အရိယာသစ္စာကိုသိယူထုံးစံအရှင်းမရှိပါဘူးနော်အဲကြောင့်မို့အရိယာသစ္စာကိုသိအောင်အရင်လုပ်ရပါတယ်အဲ့တော့ခန္ဓာ၅ပါးလို့ပြောလိုက်လို့ရှိရင်တော်တော်များဒီခန္ဓာ၅ပါးလို့ပြောလိုက်လို့ရှိရင်တက်ရှိတွေကိုပဲယူတယ်မြတ်စွာဘုရားရဲ့တုတ်တန်ဒေသနာမှာတော့တက်ရှိရင်တက်မဲ့တွေခွဲခြားထားတာမရှိပါဘူးရုပ်ဆိုရင်ပထဝီတေဇောအာဘောကိုမှီတယ်လို့ပဲဟောပါတယ်အဲ့ဒီအထဲမှာတက်ရှိတွေတက်မဲ့တွေဆိုတဲ့အခေါ်အဝေါ်လည်းမပါတယ်လို့ပြဉ္ညာတွေပရမတ်တွေဆိုတဲ့အခေါ်အဝေါ်လည်းလုံးမပါပါဘူးရုပ်လို့ပြောလိုက်တာနဲ့ပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်၄ပါးကိုပဲအမိပြုတယ်အဲ့ဒီမြေကြီးစီလည်းပထဝီဓာတ်ဖြစ်တယ်အဲ့ဒီဓာတ်ကလည်းဝိပဿနာရှုလို့ရတယ်ရေဒီလည်းဝိပဿနာရှုလို့ရတယ်အဲ့ဒီရဲ့ဓာတ်သဘောတဘာဝတွေရဲ့ဖြစ်စဉ်တွေပြောင်းလဲသွားတဲ့ဖြစ်စဉ်တွေကိုသူ့ရဲ့ပင်ကိုအရှိတိုင်းကိုထိုင်ကြည့်တယ်ဒဇိမ့်ထိုင်ကြည့်တယ်လို့မြတ်စွာဘုရားကပြောတာဒဇိမ့်ထိုင်ကြည့်တယ်ဒဇိမ့်ပြင်းကြည့်တယ်ကိုနဲ့မသက်ဆိုင်တဲ့အရာလို့ဒီတိုင်းလေးထိုင်ကြည့်နေတာသူ့ရဲ့သဘောတဘာဝအမှန်ကိုသိတယ်ပြီးရင်ကိုနဲ့မဆိုင်တယ်လို့ထိုင်ကြည့်နေတာသူ့ရဲ့သဘောတဘာဝဖြစ်စဉ်အတိုင်းပဲထိုင်ကြည့်နေတာအဲ့ဒါကိုဒဇိမ့်ကြည့်ခြင်းဟလာဝိပဿနာရှုခြင်းလို့မြတ်စွာဘုရားကတတ်မှတ်ပါတယ်ဒါတွေကိုနားမလည်လို့ရှိရင်တရားအားထုတ်လို့အရှင်းမရပါဘူးအဲ့တော့ခန္ဓာ၅ပါးလို့ပြောလိုက်တဲ့ရုပ်လို့ပြောလိုက်တဲ့ပထဝီတေဇောအာဘောဝါယောကိုမှီပြီးပြုသလိုဟလာဝေဒနာလို့ပြောလိုက်လို့ရှိရင်လည်းအချင်းရ17ပါးနဲ့သိရတယ်ရုပ်လို့ပြောရင်လည်းအချင်းရ17ပါးနဲ့သိရတယ်အဲ့ဒီအချင်းရ17ပါးကိုကောင်းကျွမ်းကျင်နားမလည်ဘူးဆိုရင်တရားအားထုတ်ဖို့မဖြစ်နိုင်ပါဘူးနော်တရားသစ္စာသိဖို့အတွက်ဘလို့မှမဖြစ်နိုင်တဲ့အကြောင်းအရာတွေပါအဲ့တော့ဒီခုလက်ရှိကျွန်တော်တို့ရှိမှာဖြစ်နေတဲ့ပြဿနာတွေတော်တော်များဒီတရားကိုစစ်ငါသိအောင်မလုပ်ဖ ೇನೆ ဖြစ်နေတဲ့အတွက်ဒါတွေကိုကိုချိုကြီးကအခြေခံနေစောင့်သိရှင်းပြနေတာဖြစ်အဲ့တော့ဝေဒနာလို့ပြောလိုက်တယ်ဝေဒနာကိုလည်းအချင်းရ17ပါးနဲ့သိရတယ်အတိတ်အနာဂတ်ပစ္စုပန်အကျဉ်အတွင်းအပြင်
အကျန်းအနုအယုတ်အမြတ်အနီးအဝေးဆိုတဲ့အချင်းအ17ပါးရှိရုပ်မှာပဲဖြစ်ဖြစ်ဝေဒနာမှာပဲဖြစ်တဏှာမှာပဲဖြစ်သင်္ခါရမှာပဲဖြစ်ဝိညာဉ်မှာပဲဖြစ်အချင်းအ17ပါးအနေနဲ့ရှိအဲ့တော့မနေ့ကရုပ်ကိုပြောခဲ့တယ်ဆိုတော့ဒီနေ့ဝေဒနာနဲ့ပြောမယ်ဆိုရင်ဝေဒနာကအတိတ်ကဝေဒနာတွေအတိတ်ကတော့ငါဘလို့ဖြစ်ခဲ့ဘူးဒီငါကိုဘလို့လုပ်လို့ငါဘလို့ငိုခဲ့ရဘူးဒီငါဘလို့ဆင်းရဲခဲ့ရဘူးဒီအတိတ်ကဖြစ်ခဲ့တာငါဘလို့ဆင်းရဲခဲ့ရဘူးဒီငါနဲ့ဆွဲထားတာဒီမှာအတိတ်ကဖြစ်ခဲ့တဲ့ဆင်းရဲဒုက္ခတွေချမ်းသာဒုက္ခတွေအတိတ်ကငါဘလို့ချမ်းသာခဲ့တယ်ငါဘလို့ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့တယ်ဘလို့စည်းစိမ်တွေရှိခဲ့တယ်အဲ့ဒါအတိတ်ကိုငါနဲ့တွားကတ်လိုက်တယ်ငါနဲ့ကတ်လိုက်တဲ့အခါကျတော့ငါအထင်ရှားရှိသွားတယ်အခိုင်အမာသဘောအဖြစ်ငါကအခိုင်အမာသဘောအဖြစ်ယူလိုက်တယ်ဒီဝေဒနာတွေခံစားခဲ့ရတယ်အဲ့ဒီဝေဒနာကငါဥစ္စာဖြစ်သွားတယ်နားလိုက်တယ်နော်စကားအရာသဘောတရားအရာပြောတာမဟုတ်ဘဲနဲ့အဲ့ဒါကိုပြပြပြခံစားလိုက်တဲ့ခါကျတော့အတိတ်ကအကြောင်းအရာကိုပြန်ဆွဲလန်းလိုက်တယ်ငါဥစ္စာငါအတ္တနဲ့ဆွဲလိုက်တဲ့ခါကျတော့ပြစ္ဆုတ်ပံတက်တဲ့မှာမျက်ရည်ကြီးကျတယ်ပူလောင်ဆင်းရဲမှုတွေဖြစ်လာအတိတ်ကပြီးသွားတဲ့ကိစ္စတွေကိုပြန်တန်းတာတဲ့ခါမှာအတိတ်ကပြီးသွားတဲ့အရာတွေကိုတဏမာနဒိဋ္ဌိဆိုတဲ့လှမ်းဆွဲလိုက်တယ်အဲ့တော့ခန္ဓာ၅ပါးဟူသည်ဘာလဲလို့မေးလို့ရှိရင်တဏမာနဒိဋ္ဌိရဲ့အာယုံဒီခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကဒုက္ခသစ္စာဖြစ်တယ်တဏမာနဒိဋ္ဌိနဲ့ဆွဲယူတယ်တဏမာနဒိဋ္ဌိဒီတမှုရိယသစ္စာတဏဖြစ်တယ်အဲ့တော့အကြောင်းအကျိုးနဲ့ပြန်ကောက်မယ်ဆိုရင်တဏဒီအကြောင်းဖြစ်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒုက္ခသစ္စာတွေကအကျိုးဖြစ်တယ်တဏကအကြောင်းဒုက္ခသစ္စာခန္ဓာ၅ပါးကအကျိုးအဲ့တော့ပရိစ္ဆေသမုပ္ပါတည်ခြင်းဟူသည်အကြောင်းကျိုးတရားကိုတည်ခြင်းပဲသစ္စာတည်ခြင်းဟူသည်လေအကြောင်းကျိုးတရားကိုတည်ခြင်းပဲဘုဒ္ဓနည်းကမြည်တယ်ပရိစ္ဆေသမုပ္ပါမသိရင်တရားမဖြစ်ဘူးလားပရိစ္ဆေသမုပ္ပါမသိရင်တရားမဖြစ်ဘူးပရိစ္ဆေသမုပ္ပါဆိုတာဘာလဲလို့မြည်လို့ရှိရင်အကြောင်းနဲ့အကျိုးကိုသိတာပဲသစ္စာ၄ပါးဆိုတာလေအကြောင်းနဲ့အကျိုးပဲရှိဒါဟိုတနည်းကလည်းရှင်းပြခဲ့တယ်နော်ပရိစ္ဆေသမုပ္ပါမှာအကြောင်းရှိရင်အကျိုးရှိအကြောင်းဖြစ်ရင်အကျိုးဖြစ်တယ်အကြောင်းဟူသောသဘောတရားဓမ္မပေါ်ခဲ့တော့အကျိုးဟူသောသဘောတရားဓမ္မပေါ်လာတယ်အဲ့ဒါအကြောင်းကျိုးဝါဒပဲအကြောင်းဟူသောသဘောတရားဓမ္မချုပ်သွားခဲ့တော့အကျိုးဟူသောသဘောတရားဓမ္မသည်ချုပ်တယ်အကြောင်းဟူသောသဘောတရားဓမ္မမရှိခဲ့တော့အကျိုးဟူသောသဘောတရားဓမ္မမရှိဘူးအကြောင်းဟူသောသဘောတရားဓမ္မမဖြစ်ခဲ့တော့အကျိုးဟူသောသဘောတရားဓမ္မမဖြစ်ဘူးအဲ့တော့ရှိရင်ရှိတယ်ဖြစ်ရင်ဖြစ်တယ်ချုပ်ရင်ချုပ်တယ်မရှိရင်မရှိဘူးမဖြစ်ရင်မဖြစ်ဘူးဒါပဲအဲ့ဒါဒီတရားပဲအဲ့ဒီတရားကိုသိဖို့အတွက်သဘောတရားဓမ္မတွေကိုကောင်းကြည်ညံ့နားလည်အခုနခန္ဓာ၅ပါးလို့ပြောလိုက်ရုပ်လို့ပြောလိုက်လို့ရှိရင်လည်းတက်ရှိတက်မဲ့တွေလည်းမြတ်စွာဘုရားကမဟောထားဘူးပြည့်ညက်ပရမတ်တွေလည်းဟောမထားဘူးတုတ်တန်ဒေသနာမှာဒါတော့မငင်းတာလေတုတ်တန်ဒေသနာမှာအရှင်သစ္စာတရားကိုသိဖို့အတွက်အဲ့လိုဟောထားတာမရှိဘူးဟုတ်ပြီနော်အဲ့ဒီအတွက်ဘာနဲ့သိရမှာလဲဆိုတော့ရုပ်လို့ပြောလိုက်တာ ਨੇ မဟာဘုတ်၄ပါးနဲ့မဟာဘုတ်၄ပါးကိုမှီပြီးဖြစ်တယ်လို့နားလည်လဲအဲ့ဒါတွေကအဲ့ဒီအာယုန်တွေကတဏမာနဒိဋ္ဌိဥရဲ့ဆွဲလန်းရအာယုန်တဏမာနဒိဋ္ဌိတွေနဲ့ကန့်ကြီးလိုက်တဲ့အခါမှာဘာပေါ်လာလဲဆိုတော့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးပေါ်လာတယ်အဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးဒီဥပါဒဏ်ရဲ့အာယုန်ပြန်ဖြစ်သွားတယ်အဲ့ဥပါဒဏ်ရဲ့အာယုန်ကြောင့်ဘဝတွေဖြစ်ရတယ်ဇာတိတွေဖြစ်ရတယ်အဖန်ဖန်မွေးရတယ်အဖန်ဖန်သေရတယ်အဖန်ဖန်ဆင်းရဲဒုက္ခတွေဖြစ်ချင်းဆိုတဲ့တန်တရားကြီးလဲရတယ်အဲ့တော့တန်တရားလဲရတဲ့အကြောင်းရင်းတွေကဒီခန္ဓာ၅ပါးကိုပိုင်းခြားပြီးမသိလို့မြတ်စွာဘုရားကဟောတယ်ပိုင်းခြားပြီးမသိဘူးဆိုတာကဘာလဲဆိုတော့တဏမာနဒိဋ္ဌိတွေနဲ့မစွဲလန်းတော့တယ်ဒီခန္ဓာ၅ပါးဖြစ်ပေါ်လာတဲ့ခန္ဓာပါအာယုန်နဲ့ဓာရနဲ့တိုက်ဖို့ပေါ်လာတဲ့ခန္ဓာ၅ပါးပေါ်မှာတဏမာနဒိဋ္ဌိတွေနဲ့မစွဲလန်းတာတော့ပိုင်းခြားသိတယ်လို့ခေါ်တယ်မြတ်စွာဘုရားကတုတ်တန်ဒေသနာနဲ့အတိအကျဟောထားတယ်နော်ပိုင်းခြားသိခြင်းဆိုတာဒါကဒေါသမောဟတွေကုန်ညာလို့တခါလေးပြောထားတဲ့အတွက်အဲ့တော့တဏမာနဒိဋ္ဌိတွေနဲ့ဒီခန္ဓာ၅ပါးကိုမစွဲတော့ဘူးဆိုရင်အဲ့ဒါဒီပိုင်းခြားသိခြင်းဖြစ်တယ်အဲ့တော့အတိတ်ကဖြစ်ခဲ့တဲ့အရာတွေအနာဂတ်ဖြစ်ခဲ့တဲ့ယုံညံ့တဲ့ဝေဒနာတွေဆိုတော့သူများကကိုဒုက္ခပေးရမှာပျော်ဝရွှင်ရတယ်ဆိုအဲ့ဒါယုံညံ့တဲ့ဝေဒနာဖြစ်သွားတယ်နားလေတယ်နော်အဲ့ဒါဆိုယုံညံ့တဲ့ဝေဒနာသူများကဆင်းရဲမှာဒုက္ခတွေရောက်မှာကိုကစိတ်ချမ်းသာရတယ်ပျော်ရွှင်ရတယ်ဆိုအဲ့ဒါယုံညံ့တဲ့ဝေဒနာဖြစ်သွားတယ်အဲ့ဒီလိုပဲဒီလိုမှတ်သားထားတဲ့ယုံညံ့တဲ့တညာတွေအဲ့ဒီလိုပြုပြင်ရတဲ့သင်္ခါရတွေယုံညံ့တဲ့သင်္ခါရတွေအဲ့တော့အာဟုတုသင်္ခါရတို့ဒီယုံညံ့တဲ့သင်္ခါရတွေဖြစ်တယ်ဟုတ်လားအဲ့တော့ယုံညံ့ခြင်းမြတ်ခြင်းဆိုတာကိုလည်းနားလည်ရပါတယ်အဲ့ဒီသဘောတရားတွေကိုနားလည်တော့အာဟုတုတွေကိုငါရှောင်ရမယ်ဆိုတာနားလည်တာအဲ့တော့ဒီယုတ်ဝေဒနာတညာသင်္ခါရဝိညာဉ်တွေကိုအချင်းအဆက်တစ်ပါးနဲ့သိအောင်လို့ဆက်လက်ကြ